မင်္ဂလာပါteacher Tina ဖြစ်ပါတယ် teacher ဒီနေ့သင်မှာက grade 12 maths ရဲ့ chapter 2 exercise 2.1 ရဲ့ number 4လေးရောက်ပြီ number 4ကိုဆက်ကြည့်မယ်အဲ့တော့ teacher တို့ဒီမှာအမျိုးအစားတွေရှိတာကရှေ့ပိုင်းမှာက number 1အမျိုးအစားပါလဲ series တွေပေးမယ်နော် series တွေဆိုတာဘာလို့တာလဲကိန်းလုံးတွေကိုပေါင်းထားပြီးတော့ equal ပေါ့ equation တစ်ကြောင်းပေးထားတာအဲ့ဒီ equation တွေကိုကြည်လေကြောင်းပြတာကဒါပုံစံတစ်မျိုးဒုတိယကကြတော့factor ဖြစ်လား divisible ဖြစ်သလားနော်ပြီးရင် multiple ဖြစ်သလားအဲ့လိုမျိုးတွေပြောင်းသွားလိမ့်မယ်နော်အဲ့ဒီလိုပြောင်းသွားတဲ့ဟာကတစ်မျိုးပြီးရင်နောက်မှာတစ်မျိုးလာမယ်ပုံစံကွဲပေါ့ less than greater than inequality ပုံစံကတစ်မျိုးเนาะသူရဲ့အမျိုးအစားအဲ့ဒီတိုင်းလာမယ်အဲ့တော့အခု teacher တို့ဒီ divisible ကမနေ့ကတပုတ်တွက်ပြခဲ့ပြီးအခုဒီနေ့ကနောက်ထပ် divisible by 8ပေါ့เนาะအဲ့ဒါလေးတွက်မယ်အဲ့တော့ပေးချက်လေးပဲပြောင်းသွားတာဖြစ်တယ်ဆိုတော့အဲ့ထုံးစံအတိုင်းဆို teacher တို့ဘာလုပ်ရမလဲဒါမိခွန်းလေးပြန်ကြည့်လိုက်အောင်เนาะ proof တက်တည်ပြပါတဲ့ဒါလေးဟာတဲ့ is divisible by 8 3နဲ့8နဲ့စားလို့ပြတ်ကြောင်းပြတဲ့ပြီး all natural number n ပဲ n ကန့်သက်ချက်ကိုအမြဲကြည့်ပြီးနော် n ဒီ natural number ဖြစ်နေမှာဒီလို n ကို1ကစားလို့ရမှာဖြစ်တယ်ကန့်သက်ထားရင်ကန့်သက်ထားတဲ့တန်ဖိုးကစားရမယ် by using the mathematical intention ကိုသုံးပါတဲ့ဒါဆိုထုံးစံအတိုင်းထားမယ်ဆိုတော့ကျွန်တော် let မလုပ်ရမလဲ pn ကိုမလုပ်မယ် denote လုပ်မယ်နော် denote denote the statementအဲ့ဒီ statement လေးပြန်ကူ3 power 2n minus 1 is divisible divi sible divisible by 8နော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီလိုဘာအတွက်စတော့မလဲ1အတွက်စမယ်4 n equal to 1အတွက်ဒါဆိုရင်ဒီနေရာလေးမှာဘာထက် n နေရာမှာ1ထက်3 power 2 into 1 minus 1ကဆိုတော့3 square ပေါ့နော်3 3လေးကို9ရဲ့1နှုတ်တော့မှကျန်8ကျန်ဒါဆိုဒီရလာတဲ့8လေးက8နဲ့စားလို့ပြတ်လားမပြတ်လားပြတ်တယ်ဒါကြောင့်မလို့ which is divisible by 8လို့ရေးခြင်းရေ3 power 2 into 1 is divisible by 8လို့ရေးရင်8 is divisible by 8လို့ရေးရင်ရတယ်နော်အဲ့ဒါဆိုရင်ခုဒီချက်ကဒီဟာ8 is divisible by 8 8ဆိုတာကဒီရတဲ့အဖြေကိုပြောတာနော်8 is divisible by 8နော်ဒီ8နဲ့စားလို့ပြတ်တယ်ရလာတဲ့အဖြေ8လေးက8နဲ့စားပြတ်တဲ့ကိန်းဖြစ်တယ်နော်အဲ့လိုမဟုတ်ရင် which is divisible by 8လို့ရေးပြီးပြီဆိုရင်ဒါဘာမှန်သွားပြီလဲ therefore b1 မှန်သွားပြီနော် b1 is true အဲ့တော့ b1 မှန်သွားပြီဆို assume လို့ assume that ဘယ်သူမှန်တယ်လို့ပြ pk is true pk မှန်တယ်လို့ပြမယ်pk မှန်တယ်လို့ယူဆမယ်ဒါဆိုရင် that is ပေါ့နော်၎င်းဒီဆိုတော့ k လေးထည့်လိုက်ပေါ့3 power 2k minus 1 is divisible by 8နော်8နဲ့စားလို့ပြတ်တယ်လို့ယူပြီးပြီပေါ့ယူပြီးရင်ဒါပြန်သုံးမယ်ပြောထားတယ်နော်ဒါလေးပြန်သုံးမယ်ဆိုရင်တချို့ proof လုပ်တဲ့အခါဒီအဖြေပါအောင်အတွက်နော်ဒီအဖြေပါအောင်အတွက်ဆိုတော့ to proof ပေါ့နော် we will show that we will show that ဘာဖြစ်ကြောင်းပြ b k plus 1 is true နော် bk plus 1မှန်တယ်လို့ပြမယ်ဒါဆိုရင်ဒီလို k နေရာမှာဘာဖြစ်သွားမလဲ k plus 1ဖြစ်သွားမှာမို့လို့3 power 2 into k plus 1နော် is divisible by 8ဆိုတော့ to proof to proof ကခုနပြောထားတဲ့ဟာလေ3 power 2 into ဘာဖြစ်မလဲ k plus 1 minus 1ဟုတ်လားပြန်ကြည့်နော် k plus 1 minus 1 is divisible by 8 is divisible by 8နော်ကဲအဲ့ဒါပြမှာ proof တက်တည်ပြပြီဆိုဒါလေးပြန်ကူမယ်နော်သူ့ရှင်းမှာဖြစ်တဲ့အတွက်
3 power 2 into k plus 1 minus 1ပြန်ကူးထားတယ်အဲ့တော့ခုနတစ်ချက်ပြောတဲ့3 power k minus 1လေးပါအောင်သုံးမယ် assume လေးပါအောင်သုံးမယ်เนาะအဲ့တော့အရင်ဆုံးဒါဘာလုပ်လို့ရလဲဆိုတာလေးကိုပဲကြည့်ပြီးသင်္ချာရဲ့ဖြည့်ရှင်းနည်းတွေအတိုင်းသုံးသွားရင်ရပြီဆိုတော့2နဲ့ k plus 1နဲ့မြောက်ထားတဲ့အတွက်ဒါလေးပါလုပ်လိုက်မလဲဝင်မြောက်လိုက်เนาะဝင်မြောက်လိုက်တော့ဘာဖြစ်သွားမလဲ3 power 2k plus 2 minus 1ကဲအဲ့တော့ဒီမှာ power မှာအပေါင်းတွေ့တယ်ဘာလုပ်မလဲခွဲရေးမယ်နော်အခြေတူတာနဲ့မြှောက်ပြီးခွဲရေးမယ်ဆိုတော့3 power 2k ကတခု3 square ကတခုနဲ့မြှောက်မယ်အနောက်က minus 1က minus 1ပဲနော်အဲ့ဒါဆိုရင်ဒီချက်တို့ w ရသွားမလဲနော်3 3လေးက9မို့လို့9 into 3 power 2k minus 1ဒါဆိုခုနကတပုတ်တစ်ချက်တွက်ပြပြီးပြီဖြစ်တဲ့အတွက်နော်အရှိမတပုတ်တွက်ပြပြီးပြီဖြစ်တယ်တီချာတို့အဖြေဒီဘာပါအောင်ကလေးတို့တွက်ချင်တာလဲနော် assume ယူထားတဲ့ဟာကိုကြည့်3 power 2k minus 1လေးရချင်တာနော်ဘာရချင်တာလဲ3 power 2k minus 1လေးရချင်တာအဲ့ဒါဆိုဘာလုပ်လဲဒါအကျဉ်းရေးထားမယ်နော်3 power 2k minus 1ပါချင်တာ sorry minus 1အလဲကအပေါ်မှာမဟုတ်အဲ့ဆိုဘာလုပ်လို့ရမယ်ခုနော်ရှေ့ကပု္ပ္ပစာအတိုင်းဆိုဒီမှာတချို့က3 power 2k ရှိပြီးသား minus 1ရခြင်းဒီပိုနေတဲ့9ကိုပုံထုတ်လိုက်မှာမဟုတ်ဘူးလားနော်အဲ့တော့ပိုနေတဲ့9ကိုပုံထုတ်ချင်ရင်ဘာနဲ့ဘာလုပ်ပေးမလဲ9ပေါင်းမယ်9ပေါင်းတဲ့အခါဒီမှာ minus 1ရချင်တာဆိုတော့ဘုံထုတ်ရင် minus 1ထွက်ဖို့ဆို9နှုတ်ပေါ့9နှုတ်ဆိုတော့ငကိုရှိတာပြန်ကူတာငကိုရှိတာ9 into 3 power 2k ဒါငကိုရှိတာအခုကလေးတို့ကဘာလုပ်ချင်တာ9ကိုနှုတ်မှာနော်9နှုတ်လိုက်မယ်9နှုတ်ရင်ဘာပြန်လုပ်ပေးရမယ်9ပြန်ပေါင်းပေးရမယ်ပြီးနောက်မှကျန်တဲ့ minus 1လေးကိုပြန်ကူလိုက်နော်သဘောပေါက်လားအဲ့တော့ရှေ့မှာတစ်ချက်တစ်ပုတ်တွက်ပြပြီးပြီနော်ဆိုရင်သဘောနည်းနည်းပေါက်သွားမယ်အဲ့တော့ဒီမှာတစ်ချက်ပြောချင်တာကတင်ချာများများချတွက်ပါများများချတွက်ပု္ပ္ပစာလေးများများတွက်လေများများတွက်လေအော်ဒီလိုသုံးလို့ရပါလားဒီလိုသုံးလို့ရပါလားဆိုတဲ့အတိလေးက concept လေးကကိုယ်ခေါင်းနဲ့များများရောက်လာမှာဖြစ်တယ်အခြေခံမပိုင်လေများများနားထောင်များများချတွက်လေလောက်ရမှာเนาะအလေးအကျင့်များများလိုပါတယ်ကဲအဲ့ဒါဆိုရင်ဒီချတို့တွဲထားတာလေးသုံးမယ်เนาะတွဲထားတာလေးဆိုဒီတွဲကနေ9တူနေတဲ့အတွက်9ပုံထုတ်ဆိုတော့ဒီချက်9ထုတ်မယ်ဆိုတော့အရှိကိန်းလုံးက3 power 2k ကျန်မယ်အနောက်က minus 9မှာ9ထုတ်လိုက်တဲ့အတွက် minus 1ကျန်မယ်တခါအနောက်ကတွဲမှာက9 minus 1ဆိုတော့ဘာကျန်လဲ8ကျန်တယ်ရပြီနော်ဒါဆိုရင်ဒီမှာဒါလေးဒီမှာ assume လုပ်ထားတဲ့ဟာမဟုတ်ဘူးလားအဲ့ဆို तू ကဘာဖြစ်ပြီးသားလဲ divisible by 8ဖြစ်ပြီးသားဒါဆိုနောက်မှာထွက်လာတဲ့အဖြေ8လေးကရော8နဲ့စားလို့မပြတ်ဘူးလားပြတ်တယ်အဲ့ဒါလေးရေးပေးရုံပဲပေါ့နော်အဲ့ဒါဆိုတချို့6ပေါ့နော်6တချို့ယူဆထားတဲ့3 power 2k minus 1ဟာ is divisible by 8ဖြစ်ပြီးသားနော် divisible by 8ဖြစ်ပြီးသား and ပြီးတော့နောက်မှာပေါင်းထားတဲ့8လေးကလည်း divisible by 8ဖြစ်ပြီးသားနော်အဲဆိုတော့အဲ့ဒါလေးလည်းပြန်ရေးပေါ့နော် and ဆိုပြီးတော့မှ8 is divisible by 8နော်ကဲအဲ့ဒါဆိုရင်တို့တစ်ခုစီက divisible by 8ဖြစ်ရင်နှစ်ခုပေါင်းရေးထားတဲ့တွဲလုံးကရောပြတ်မသွားဘူးလားရှင်းတယ်ပြတ်တယ်ဒါကြောင့်တွဲလုံးပြန်ရေးလိုက်ပေါ့9 into 3 power 2k minus 1 9 into 3 power 2k minus 1 plus 8ဆိုတဲ့ကိန်းလုံးတစ်ခုလုံးဒီ is divisible by 8နော်8နဲ့စားလို့ပြတ်သွားပြီဒါဆိုရင်ဒီချတို့ရဲ့တစ်ခုလုံးကိုအဖြေပြန်ထုတ်ပြီနော်ရှေ့မှာဒီချတို့ to proof လုပ်ထားတဲ့ဟာလေးတစ်ခုလုံးပြန်ကူအဲ့ဆိုတော့ဒီမှာ to proof လုပ်ထားတာဒီ3 power 2 into k plus 1နော်3 power 2 into k plus 1 minus 1ဟာလည်းပဲဘာဖြစ်သွားပြီလဲ is divisible by 8နော်အဲ့ဒါဆိုရင်ဘာမှန်သွားတာလဲ pk plus 1မှန်သွားပြီpk plus 1 is true
နော် PK plus 1မှန်သွားပြီဆိုအဖြေထုတ်လို့ရပြီ therefore principle of mathematical induction the statement is true for all natural number n ရမလားကဲဟုတ်ပြီအဲ့ဒါဆိုဒီချက်နောက်မှာ less than greater than နဲ့တွက်တဲ့မညီမျှချက်ပုံစံလေးတွေကြံမယ်နောက်ဗီဒီယိုလေးတွေဆက်ဆောင်ကြည့်ပေးအားလုံးမင်္ဂလာပါ